ဒီမိန်းကလေးတွေကဘောင်းဘီကိုချွတ်ပြီးကလေးမွေးဖို့ကိုရန်ပေါ်မှာလဲတော့မယ်အချိန်ပါပဲသူတို့ပုံနေတဲ့အိမ်တဲကိုလူစိမ်းကလေးဝင်နေတယ်ဆိုတာကိုရုတ်တရက်ခန်းစားလိုက်ရပါတယ်အဲ့ဒီလူတွေဟာမျက်နှာကျက်ထဲနဲ့ကိုရန်အောက်မှာပုံနေကြတာပါသူမကသူတို့ကိုရှာထွေးတော့မယ့်အချိန်လေးကိုမြင်တဲ့အခါကိုရန်အောက်ကလူဟာတနက်ကိုထုတ်ပြီးသူမကိုအချိန်မရွေးပစ်တက်ဖို့ပြင်ဆင်လိုက်ပါတယ်ကံကောင်းထောက်မစွာနဲ့လီဆာရဲ့ပိုင်နာတာကပိုပြင်းထန်လာတဲ့ကြောင့်ရှာဖွေတာကိုရပ်လိုက်ရပါတယ်သူမဟာနာကျင်မှုကိုအောင်ရည်တီးခံပြီးအပြင်ဘက်ကိုထွက်ပြေးခဲ့ရပေမဲ့အပြင်ရောက်တာနဲ့ကြောက်စရာကောင်းတဲ့တောခွေးတစ်ကောင်နဲ့တိုးပါလေတော့လီဆာဟာတမျက်စီးကိုဝေးရမ်းပြီးမောင်းထုတ်ဖို့ကြိုးစားပေမဲ့ထိုသားရဲကမကြောက်တဲ့အပြင်တောင်ပေါ်ကသူ့အဖော်တွေကိုပါအော်ခေါ်လိုက်ပါသေးတယ်။မကြခင်မှာပဲလီဆာဟာတောခွေးအုပ်ကြီးရဲ့ဝိုင်းရံခြင်းကိုခံလိုက်ရပါတော့တယ်။ပိုဆိုးတာကကလေးလဲထွတ်တော့မဲ့အချိန်ဖြစ်နေပြီးလီဆာမှာတောခွေးတွေကိုမောင်းထုတ်ဖို့အင်အားမရှိတော့ပါဘူး။အရန်နာကျင်လွန်းတာကြောင့်တတိလေးသမတ်ဖြစ်နေပေမဲ့ကလေးကိုကာကွယ်ဖို့အတွက်သူမရဲ့စိတ်ထက်ခွန်အားနဲ့ပြန်ထရခဲ့ပါတယ်။သားရဲတကောင်လိုဟိန်းဟောက်ပြီးတောခွေးတွေကိုခဏ6ရနိုင်ခဲ့တယ်လို့တစ်ချိန်တည်းမှာပဲကလေးလေးကိုမွေးဖွားနိုင်ခဲ့ပါတယ်။ဒါပေမဲ့လီဆာဟာအားအင်အားလုံးကုန်ခန်းထွားပြီးမြေပြင်ပေါ်မှာပဲလဲချလိုက်ရပါတော့တယ်။ဒါကူမြင်တဲ့တော်ခွေးအုပ်ကတားမိနှင်းရောက်ကိုရန်ပြုဖို့အရှိန်နဲ့ပြေးဝင်လာကြပါတယ်။သူတို့တိုက်ခိုက်ခံရတော့မယ့်အချိန်မှာပဲခြံထဲကတနတ်တန်တစ်ချက်ထွက်ပေါ်လာပါတယ်။တော်ခွေးတွေဟာလန့်ဖြန့်ပြီးအရက်မျက်နှာအနှံ့ထပ်ပြေးတော့ကြပါတယ်။အဲ့ဒါကတော့အမဲလက်ရာကပြန်လာတဲ့သူမရဲ့ခင်ဖြိုးနဲ့တားကြီးဖြစ်နေတာပါ။တော်ခွေးတွေကိုမောင်းထုတ်နိုင်ပေမဲ့မွေးကင်းစားကလေးရဲ့အခြေအနေကအတော်လေးဆိုးရွားနေပါတယ်။အသက်မရှူတော့တဲ့တားလေးကိုကြည့်ပြီးခင်ဖြိုးဖြစ်သူဟာထိတ်လန့်တုန်လှုပ်သွားကကလေးနိုးလာနိုးနဲ့ပါးကိုတရက်ဆက်ပုတ်ပေးနေပါတယ်။နိုးစမ်းလို့အော်ရင်10မိနစ်လောက်ကြိုးစားပြီးတဲ့နောက်မှာတော့ကလေးလေးကငိုတန်ထွက်လာပါတယ်။ဒါပေမဲ့လီဆာဟာစိတ်အေးယုံရှိသေးတတိလေးသွားပါတော့တယ်။ဇနီးဖြစ်သူကိုကယ်တင်ဖို့အတွက်အမျိုးသားဟာကျွန်းပေါ်ကတူရီသောဆရာဝန်စီကိုအကူအညီတောင်းဖို့တောင်အောက်ကိုအပြေးလွှာသွားခဲ့ပါတယ်။လီဆာရဲ့အခြေအနေကိုကြားတာနဲ့ဆရာဝန်ကအရေးကြီးမှန်သိပြီးအိမ်ကိုအမြန်လိုက်လာခဲ့ပါတယ်။ဆရာဝန်ဟာသူ့ရဲ့ဆေးပညာအရေးချင်းကိုအလွန်ယုံကြည်မှုရှိတာကြောင့်ဘာဆေးပစ္စည်းကိရိယာမှယူမလာခဲ့ပါဘူး။လီဆာရဲ့ဘိုက်ကိုဆန်းသက်ကြည့်တာရုံနဲ့ကလေးမွေးတာစနစ်မကျတာကြောင့်အကျဉ်းကသားအိမ်ထဲမှာကတ်နေတယ်ဆိုတာကိုဆရာဝန်ကသိလိုက်ပါတယ်။ဒါကြောင့်လီဆာကိုကလေးမွေးမဲ့ပုံစံအတိုင်းပြန်နေခိုင်းပြီးခင်ပြိုးဗီတိုကိုလည်းဇနီးကိုကောင်းကောင်းနှိမ့်သိပ်ပေးဖို့ပြောလိုက်ပါတယ်။ထို့နောက်မှာတော့ဆရာဝန်ကလီဆာရဲ့အကျဉ်းကိုလက်နဲ့ထုတ်ပေးဖို့ပြင်ဆင်ပါတော့တယ်။တစ်ဖက်မှာပုံနေတဲ့လူစိမ်းနေလောက်ခါလဲလီဆာရဲ့စိတ်ထက်ခွန်အားကိုမြင်ပြီးစိတ်မကောင်းဖြစ်ကဒီမိသားစုကိုရန်မပြတော့ပဲတိတ်ဆိတ်ထွက်ခွာသွားကြပါတော့တယ်